ကနေ့မေလ10ရက်နေ့နေ့လယ်ပိုင်းလောက်ကစတင်ကမန္တလေးတိုင်းတွင်မိုးတိထန်စွာရွာသွန်းနေပြီးမိုးသီးတွေပါကျွေကျခဲ့တယ်လို့သိရပါတယ်။မိုးသဲလွန်းတာကြောင့်မဟာအောင်မြေမြို့နယ်38လမ်းနဲ့38လမ်းကြား84လမ်းမပေါ်မှာရှိတဲ့အဆောက်အုံတစ်ခုပြိုကျခဲ့ပြီးချမ်းမြသာစီမြို့နယ်ကံရာရက်ကွက်မှာတိဆောက်ထားတဲ့ယာယီပလီအစာအုပ်တစ်ခုလည်းပြိုကျသွားတယ်လို့သတင်းရင်းမြစ်တချို့ကဆိုပါတယ်။အစာအုပ်ပြိုကျမှုတွင်လူထိခိုက်တာတွေရှိခဲ့ပြီးဗလီအတွင်းပိတ်မိနေသူတချို့ကိုရက်ကွက်နေပြည်သူတွေနဲ့ပရိဒသမားတွေကကဲတင်နေတာကိုလည်းတွေ့ရပါတယ်။လေပြင်းတိုက်ခိုက်မှုတွေနဲ့အတူဒေသအတော်များများမှာမိုးရွာသွန်းနိုင်ပြီးမွန်းလွဲပိုင်းနဲ့ညနေပိုင်းအချိန်ဒီမှာလေပြင်းတိုက်ကတ်တာမိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တာနေရာကွက်ပြီးမိုးကြီးတာမိုးသီးကြွေကြတာလျှက်စီးလက်တာနဲ့မိုးကြိုးပစ်တာစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHATM ကယခုမေလအတွင်းမှာသတိပေးထုတ်ပြန်ထားပါတယ်။